ဒီစာအုပ်ကြီးအုံလုံးရမှာစာတွေ့ဖြေနိုင်တာမျိုးမဟုတ်ဘူးပေါ့နော်။နောက်ဆောင်းပွဲအဖြေစာရွက်လာတိတ်တဲ့အချိန်ကျတော့ဆရာရှိရဆရာအဖြေကိုအထာနဲ့ပြောပြခဲ့တာအများကြီးပဲ။အားလုံးမင်္ဂလာပါကျွန်တော်အရှိမ Focus Line စဉ်အကြောင်းပတ်ဝန်းအနေနဲ့ပြောပြခဲ့ပါတယ်။အခုပတ်တူးမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့စာတွေ့နဲ့လက်တွေ့တကယ်ဖြေခဲ့တုန်းကအတွေ့အကြုံလေးတွေကိုကျွန်တော်တေးချာချာလေးနဲ့မြဲမြဲဆန်းဆန်းလေးပြပြပေးချင်ပါတယ်။ဆိုတော့ကျွန်တော်စာတွေ့မှာဆိုတော့ Focus Operation Textbook ဆိုတဲ့စာအုပ်နဲ့သင်ခဲ့ရတယ်ပေါ့နော်။ဒီစာအုပ်ကအင်္ဂလိပ်ဘာရှင်မှာဒီထဲမှာဆိုလို့ရှိရင် Focus ရဲ့အကြောင်းရယ် Focus weight တွေအများကြီးအဲ့ဒီခါတွေအကြောင်းတွေအကုန်ပါတယ်။ဒါစာရေးပါတော့မှတ်ထားတယ်ဒါစူးစူးစမ်းစမ်းကြီးမှတ်ထားတယ်ပေါ့နော်။ဘာမှမသိဘူး။အဲ့ဒါကြီးမှတ်ထားခဲ့ပေါ့နော်။ဒီစာအုပ်ကြီးအုံလုံးရမှာစာတွေ့ဖြေနိုင်တာမျိုးမဟုတ်ဘူးပေါ့နော်။ရုပ်တုံကစောင်းပွဲဖြေမနေ့ကဖြေမယ်ဆိုလို့ရှိရင်ကူညဆိုလို့ရှိရင်ဒါတော့မကြက်ဘူးပေါ့နော်။ကျွန်တော်ကနည်းနည်းရှေ့တမျက်နှာလောက်လားမသိဘူးစာချက်ခဲဘူးသေးတယ်စာချက်ခဲဘူးသေးတယ်ဆိုတော့တကယ်တော့ဖြေတော့တရွက်ပဲဖြေနိုင်တယ်9ရက်လား4ရက်လောက်မသိဖြေရတာဆိုတော့တရွက်ပဲဖြေနိုင်တယ်နောက်ရက်တွေမဖြေနိုင်တော့ဘူးဆောင်းဝဲအဖြေစာရွက်လာတိတ်တဲ့အချိန်ကျတော့ဆရာရှိရဆရာအဖြေကိုအထာနဲ့ပြောပြခဲ့တာအများကြီးပဲအထာရင်းနဲ့ပြောပြပြီကျွန်တော်အဲ့အထာရင်းနဲ့ဖြေခဲ့တာပေါ့နော်ဒါထောက်ကြီးမသိလေကိစ္စမရှိဘူးအဓိကတော့လက်တွေ့ပေါ့နော်လက်တွေ့ကတော့ဒီချာချာလေးသင်ပေးတာလေးကိုမှတ်ပြီးတော့လိုက်မအောင်စေချင်တယ်ပေါ့နော်အဓိကတော့ကျွန်တော်တို့ကအခက်တွေ့ခဲ့တာဘတ်ပြန်မောင်းတာပေါ့နော်ဘက်ကီယာနဲ့မောင်းတာဆိုတော့အဲဒီဘက်ကီယာမှာကျတော့ကျွန်တော်ဘယ်ကွေ့ညာကွေ့ဟာမှာတကယ်တမ်းတော့ကျွန်တော်ပြောတဲ့အချိန်မှာအခုပြောတဲ့အချိန်မှာလွယ်လွယ်လေးရဒါပေမဲ့တကယ်တမ်းစမောင်းမဲ့လူတယောက်အနေနဲ့ဒါခက်တယ်ဘယ်ကွေ့ရမလို့ညာကွေ့ရမလို့ဖြစ်တတ်တယ်ဆိုတော့အဲဒီကျွန်တော်တို့အဲ့ဒီပြဿနာဖြစ်ခဲ့တာပါဒါပေမဲ့သူကဘယ်ကိုကွေ့ကျင်လက်ကင်ကိုခီယာကိုဘယ်လိုပြောမလဲဟုတ်တယ်ဒီလက်ကင်ကိုဘယ်ကိုကွေ့လိုက်ညာကွေ့ကျင်လဲဆိုလို့ရှိရင်လေညာဝိုင်းရဒါကတော့9နာရီသူတို့တင်တော့9နာရီထောင်းတော့10နာရီထောင်းတော့9နာရီထောင်းအဲ့လိုမျိုးပြောခဲ့တာပေါ့နော်ပြောပြီးတော့တင်တာဆိုတော့အဲ့ဒီတိုင်းလေးဝိုင်းအောင်ပဲဝိုင်းပြီးတော့ပြီးပြန်တက်အောက်ကအဲ့လိုတာယာပေါ့နော်ဒီကတော့နောက်ဘင်းကအဓိကအသက်ဆိုတော့ဒါရှေ့ဘင်းကအဓိကမဟုတ်ဘူးရှေ့ဘင်းကအရှိကမြင်းနေရတဲ့တော့ကိစ္စမရှိဘူးနောက်ဘင်းကမမြင်ရဘူးတော့အဲ့လိုမျိုးမောင်းလို့ရှိရင်လည်းဘယ်ဘက်ကြီးကိုဒီလိုနောက်ပြန်မောင်းမယ်ဆိုလို့ရှိရင်လည်းဘယ်ဘက်ကိုလှည့်ပြီးတော့အဲ့လိုဆုပ်အောင်ညာဘက်ကိုဆုပ်အောင်ညာဘက်ကိုလှည့်ပြီးတော့ဒီလိုဘက်ပြန်အဲ့လိုဆုပ်အောင်ပေါ့နော်အထာရရှိရပေါ့အဲ့ဒါလေးတီးသွားလို့ရှိရင်ကိစ္စမရှိပါဘူးနောက်တစ်ခုကကြတော့သူကအရှိရအဒီ fault ကစားရတာပေါ့နော်အဲ့လိုအပေါ်မြင့်တာအောက်ချတာဖြည်းဖြည်းလေးကော်တာမျိုးတွေအဲ့ဒီအထာလေးတွေကိုသူကတင်းပြတဲ့အချိန်မှာတေချာနားထောင်လိုက်လို့ရှိရင်အဆင်ပြေပါတယ်ဘာမှထူးထူးမရှိပါဘူးလက်တွေ့ဖြည့်တဲ့ချိန်တုန်းကလည်းကျွန်တော်ဆိုလို့ရှိရင်အဲ့လိုလီဘာကိုနော်စက္ကန့်ပိတ်နေချတဲ့အတွက်ကြောင့်မလို့အမှတ်လျှော့ခံရတာရှိတယ်ဒါပေမဲ့လို့အောက်မှတ်ရပါတယ်လက်မှတ်အောက်မှတ်လက်မှတ်ရတယ်ပေါ့နော် Focus Line စဉ်လက်မှတ်ရတယ်ဆိုတော့ကျွန်တော်တို့တော့ကျုံတဲ့အရာကိုပြတာပါဂယ်ကြီးမိတ်ဆွေရတော့တက်တဲ့အခါမှာကျွန်တော်လိုမျိုးအပြည့်ပြောမပြလို့ဆိုပြီးတော့မဆဲပါနဲ့ဒါကျွန်တော်တို့ကတွေ့ကြုံပြပြခြင်းဖြစ်ပါတယ်အဲ့လောက်ကြီးမခက်ဘူးဆိုတာပြပြတာပေါ့နော်ဆိုတော့ကိစ္စမရှိပါဘူးအေးစစ်စစ်ပါအေးစစ်စစ်သွားပြီးတော့တက်ရောက်ပြီးတော့အောက်မှတ်တွေကိုလွယ်တကူရိုက်ယူလိုက်ပါဆိုတော့ကျွန်တော်အတွေ့အကြုံနဲ့ဆိုင်တဲ့ຢာလေးတွေပြပြချင်းဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့လည်းအခုတကယ်သွားပြီးတော့တက်ရောက်ဖို့စဉ်းစားထားတဲ့မိတ်ဆွေတွေကြားတော့ရှင်လေကျွန်တော်အခုပြပြခဲ့တဲ့စကားလေးတွေကခုပေါ့နော်အကျိုးရှိမယ်လို့ကျွန်တော်ထင်ပါတယ်တခုလေးအကျိုးရသွားမယ်ဆိုလို့ရှိရင်ကျွန်တော်လည်းပြပြအကျိုးနဲ့တယ်ပေါ့နော်ကျွန်တော်တခြားဟာတွေများမလို့ပါဘူးဒါကျွန်တော်ပြပြလိုက်လို့တခြားကျွန်တော်တို့မျိုးတော့တက်ချင်တဲ့လူတွေဆိုလို့ရှိရင်လည်းဒီကျွန်တော်ပြောခဲ့တဲ့စကားလေးတွေအထောက်အကူဖြစ်စေဖို့တော့ကြီးရပါတယ်ဆိုတော့ကျေးဇူးတင်ပါတယ်အားလုံးပဲဗီဒီယိုအဆုံးထိကြည့်ပေးကြတဲ့အတွက်ကိုပေါ့နော်ဒီဗီဒီယိုက Focus တကယ်တော့တက်မဲ့လူတယောက်စီကိုsharing လုပ်ပေးပြီးတော့တင်းနေနဲ့ကူညီလို့ရပါတယ်ဆိုတော့နောက်ထပ်ဗီဒီယိုအများကြီးလည်းလုပ်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့နောက် page ကို follow လုပ်ခဲ့ပြီးဖို့ကျွန်တော်ပြတာရက်ခံပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့လာမင်းသားဖြစ်ပါတယ်